အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမတို့ Together Medical Service ကနေတဆင့် Prioritize ရုံကြီးမှာ LASIK သွားလုပ်ခဲ့တဲ့အကိုတယောက်ရဲ့ LASIK ခရီးစဉ်အတွေ့အကြုံလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အခုခါမှာဆိုရင်တော့ကျမတို့ Together Medical Service ရဲ့အစီအစဉ်ချိတ်ဆက်ပေးမှုနဲ့လူနာအကိုအားဆေးရုံကိုရောက်ရှိလာပါပြီregistration ပြုလုပ်ပြီးတဲ့နောက် LASIK ပြုလုပ်လို့ရမရပြုလုပ်လို့ရတယ်ဆိုရင်လည်းဘယ် LASIK procedure နဲ့အသင့်တော်ဆုံးဖြစ်မလဲဆိုတာတွေကိုသိရအောင်မျက်လုံးစစ်ဆေးမှုတွေကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆရာဝန်နဲ့တွေ့ဆုံခဲ့ပါတယ်ဆရာဝန်ကစစ်ဆေးချက်အဖြေတွေ LASIK procedure တွေအကြောင်းကိုသေချာလေးရှင်းပြပေးခဲ့ပါတယ်စစ်ဆေးချက်အဖြေအရ LASIK လုပ်လို့ရကြောင်းလူနာအကိုလုပ်ချင်တဲ့8စက္ကန့်သာကြာတဲ့နောက်ဆုံးပေါ် Smile Pro procedure ကိုပြုလုပ်လို့ရကြောင်းသိရတဲ့အတွက်နေ့ချင်းပဲ LASIK ပြုလုပ်ဖို့စီစဉ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ LASIK ပြုလုပ်ဖို့အတွက်စတင်ပြင်ဆင်ခဲ့ပါတယ်LASIK procedure ပြုလုပ်နေစဉ်တစ်လျှောက်မှာလဲမြန်မာ translator ကခွဲခန်းထဲမှာရှိနေပေးပြီးတောက်လျှောက်ဘာသာပြန်ပေးနေခဲ့ပါတယ်จะเริ่มทำ Smile Pro นะคนแก่ว่าเอาคือ Smile Pro แฟนจะยังหาค่าลูกบาทเนาะตอนนี้ให้มองไฟเขียวคนแก่คดีนี้ใช้อย่างนี้ได้แต่จีขาบีบ้าခုဆိုရင် LASIK ပြုလုပ်လို့ပြီးပါပြီ procedure အပြီးမှာဆရာဝန်ကခွဲစိတ်မှုအခြေအနေအတွက်မျက်လုံးစစ်ဆေးမှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ follow up ပြန်လာပြဖို့အတွက်ချိန်ပြီးစောင်းရန်ရှောင်းရန်နဲ့လိုအပ်တဲ့ဆေးတွေကိုညွှန်ကြားပေးခဲ့ပါတယ်ဒီနေ့ကတော့ LASIK ပြုလုပ်ပြီး4ရက်မြောက်နေ့ follow up ပြန်လာပြတာပဲဖြစ်ပါတယ်လိုအပ်တဲ့စစ်ဆေးမှုတွေပြန်လည်ပြုလုပ်ပြီးဆရာဝန်နဲ့တွေ့ခဲ့ပါတယ် follow up စစ်ဆေးချက်အဖြေတွေကလည်းအကုန်ကောင်းတယ်လို့သိရလို့အားလုံးလည်းဝမ်းသာခဲ့ရပါတယ်Prioritize ရုံကြီးမှာ Smile Pro ပြုလုပ်ခဲ့တဲ့အကိုရဲ့ LASIK ခရီးစဉ်အတွေ့အကြုံလေးကိုလည်း LASIK ပြုလုပ်ဖို့ plan ရှိတဲ့သူတွေနားထောင်လို့ရအောင်မေးမြန်းပြီးပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်ကျွန်တော်ရဲ့ senior အကိုတယောက်ပေါ့နော်သူကနေပြီးတော့Together Medical Service ဆိုပြီးလုပ်တယ်ဒီ agency သဘောမျိုးပေါ့နော်သူကနေတဆင့်တည်တာပါသဘောကျပါဝန်ထမ်းတွေကလည်းအဆင်ပြေရခေါ်ရပေါ့နော်ဆရာဝန်ကိုယ်တိုင်ကလည်းတခြားလေး explain လုပ်ပြပေးလုပ်ပေးရပေါ့နော်ဟုတ်ပြီးတော့ Smile Pro လောက်တဲ့ခါကျတော့ခဏလေးပေါ့နော်8 second ဆိုတော့အရင်မကြာလာဘူးเนาะအဲ့လိုမျိုးအဲ့ဒါသဘောကျပါတယ်ကျွန်တော်ငယ်ငယ်လေးကပါဝါအများကြီးတက်ရတယ်ပေါ့နော်10နှစ်လောက်ကလေးကပါဝါ900လောက်ရှိရပြီးတော့စိတ်ချောင်းတက်တော့900လောက်ဖြစ်သွားတယ်ပြီးတော့အခုမလောက်ခင်အထိက1000ပေါ့နော်အဲ့ဆိုတော့ဘယ်လိုပြမျက်မှန်မပါဘဲနဲ့နေရတဲ့ခံစားချက်ကိုသိချင်တယ်ပေါ့နော်အဲ့လိုမျိုးမျက်မှန်မပါဘဲနဲ့လက်လှုပ်ချင်တာရှိရလှုပ်အားကစားပါညာအကုန်လုံးကောင်းကောင်းမွန်မွန်လှုပ်လို့ရအောင်လို့LASIKကိုလုပ်ဖြစ်တာဖြစ်ပါတယ်တော့ကျွန်တော်လုပ်တဲ့ကောင်က Smile Pro ဆိုတော့8 second တစ်ဖက်ကို8 second လောက်ပဲကြာတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုအထဲမှာကြာနည်းနည်းလေးစိတ်လှုပ်ရှားနေရဆိုတော့ပူကြာတယ်လို့တော့ထင်ရတယ်ဒါပေမဲ့တကယ်တမ်းကမကြာပါဘူးအကောင်းပါတယ်မလုပ်ခင်သူတို့pupil dilate ဖြစ်အောင်လို့မျက်စင်းခတ်တယ်ပေါ့နော်ခတ်တယ်ပြီးတော့ထုံသေးမျက်စင်းခတ်တယ်ပြီးမှအားလုံးအဆင်ပြေပြီဆိုမှ operation ခန်းထဲကိုသွားပြီးတော့လုပ်ရတယ်ပေါ့နော်ပြီးတော့အလုံးနေစဉ်အတွင်းမှာလည်းမျက်စိကိုဘယ်လိုမျိုးလိုက်ကြည့်ထားရမလဲဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုဆရာမကနေတစ်စင်တခြားလေးရှင်းပြပြီးတစ်စင်ချင်းစီလုပ်ပေးပါမယ်ဟုတ်အကုန်လုံးအဆင်ပြေပါတယ်ကြောက်တာတခုစိတ်လှုပ်ရှားနေတာတခုကလွှဲရင်အကုန်လုံးအဆင်ပြေပါတယ်ဘာလို့လဲဝန်ထမ်းတွေကလည်းပေါ်ရကြပါတယ်ဟုတ်LASIKလောက်တာကကောင်းပါတယ်ကြာတာလည်းအရင်မကြာဘူးခဏလေးပဲ8 second ဆိုတော့တစ်ဖက်ကို8 second ပဲဆိုတော့မကြာဘူးပြီးတော့ဒီနေ့က post of 3 days တဲ့ post of 3 days မှာတော်တော်လေးကောင်းကောင်းလေးမြင်နေရပြီပေါ့နော်စသချင်းလုပ်ပြီးကြတဲ့ကလည်းကျွန်တော်မျက်မှန်ချွင်ဘာမှသိမမြင်ရတဲ့လူဆိုတော့စသချင်းလုပ်ပြီးကြတဲ့ကတော်တော်လေးကောင်းကောင်းမြင်ရတယ်ပေါ့နော်ဒါပေမဲ့ဝါတော့ဝါနေသေးတယ်အခုဒီနေ့ကျတော့တော်တော်လေးမြင်ရတယ်ဒါပေမဲ့ကျွန်တော်ညာဘက်ကတော့ဘယ်ဘက်လောက်မကောင်းသေးဘူးဒီနေ့ရတယ်ဆရာမဒါပေမဲ့ဆရာမကတော့2ပတ်လောက်နေတော့အကုန်ကောင်းသွားမယ်လို့တော့ပြောတယ်ဟုတ်ဒါကြောင့်LASIKကတကယ်တမ်းလုံးတင်ပါတယ်ပေါ့ဟုတ်
ထိုင်းနိုင်ငံဘန်ကောက်မှာဒီအကိုလိုပဲ Lasix ပြုလုပ်ချင်တယ်ဆိုရင်တော့ Together Medical Service ကိုယုံကြည်စိတ်ချစွာဆက်သွယ်နိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်